မွေးနေ့ခိုင်မှာရှိတဲ့ NOG PDF တွေကိုဗမော်ခြေတန်းကိုကချင်လက်နက်ကိုင်အဖွဲ့ KIA ကပို့ဆောင်နေတယ်လို့သိရပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲဆင်နွှဲနေတဲ့ KIA PDF တို့ရဲ့ထိုးစစ်ဆင်မှုဟာတနစ်ကျော်ကြာမြင့်လာပြီဖြစ်တာကြောင့်တပ်သားလိုအပ်ချက်တွေရှိနေတာဖြစ်တယ်လို့ပြောပါတယ်။ဗမော်ခြေတန်းကိုပို့ခံရတဲ့ NOG PDF တွေဟာထိခိုက်ဒဏ်ရာစုံတရားရရှိမှသာ NOG ကိုပြန်လည်ရောက်လာကြကြောင်းဒီအခြေအနေကိုသိရှိသူတယောက်ကပြောပါတယ်။ NOG PDF တွေအများစုကိုဗမော်ခြေတန်းကိုပို့နေတာတော်တော်များများပါသွားကြပါတယ်။ပြန်လာကြတဲ့ဟာတွေကလည်းဒဏ်ရာရလို့ပြန်လာကြတာပဲရှိပါတယ်။ဟိုတလောက6ရောက်ဗမော်ရှေတန်းကိုပို့ခံရပါတယ်။2ယောက်ပဲပြန်လာတယ်ဒါတောင်ဒဏ်ရာရလို့ပြန်လာတာလို့သူကဆိုပါတယ်။အခုလအစောပိုင်းကလည်းမွန်ညင်းခန် NOG မြို့လုံးတုံကျေးရွာမှာရှိတဲ့စစ်တပ်စခန်းကိုကန်ရီပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။အလားတူဇန်နဝါရီလကုန်ပိုင်းကလည်း NOG အရှေ့ကမ်းဟဲပါကျေးရွာမှာချမ်းနီမျိုးသားများတပ်မတော် SN ရဲ့ကြားဖြူစစ်ကြောင်းနဲ့ကန်ရီပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိခဲ့ပါတယ်။ NOG ဒေသမှာစီရေးအခြေအနေမတည်ငြိမ်တော့လဲဗမော်ဖားကန့်ဝိုင်းမော်တို့မှာစစ်တပ်နဲ့ကန်ရီနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် NOG PDF တွေကိုဗမောက်ဖက်ကိုပို့ဆောင်နေတာလို့လည်းဆိုပါတယ်။အလားတူခန်နီ PDF နာဂ PDF ပင်လယ်ဘူး PDF တွေအပြင်စကိုင်းတိုင်းအတွင်းကတော်လှန်ရေးအင်အားစုတွေအများစုကိုလည်းပို့ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ဗမော်မှာစစ်တပ်နဲ့ကန်ရီ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြားနှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာ။